အားလုံးပဲမင်္ဂလာပါတကြနေကနေပြန်လည်ကြိုဆိုပါရစေကျွန်မကတော့မျိုးပါဒီခါမှာလည်း GLPT M5 ဖြည့်ဆိုမဲ့သူတွေအတွက် reading စာပိုက်လေးတွေရဲ့မိကုံဟောင်းလေ့ကျင့်ခြင်းလေးတွေကိုပြင်ဆင်ထားပါတယ်ထုံးစံတိုင်းစာပိုက်မဖတ်ခင်မှာ question and answer တွေကမိကုံစာကြောင်းလေးကိုဖတ်ပေးပါジョンさんは夏休みに何をしますかジョンさんは夏休みに何をしますかジョンさんဆိုတဲ့ Mr. John ပေါ့နော်Mr. John က夏休みနွေရာသီအားလပ်ရက်မှာ何をしますかဘာကိုလုပ်မှာလဲတဲ့။ဒါဆိုရင် John ဆိုတဲ့ဟာလေးကိုမှတ်ပြီးတော့သူ夏休みနွေရာသီမှာဘာလုပ်မလဲဆိုတာလေးကိုတစ်ချက်လောက်တော့ဖတ်ကြည့်မယ်နော်။ဒါဆိုရင်စာပိုက်လေးကိုကိုယ့်ဘာသာကိုရင်တစ်ခေါက်လောက်ဖတ်ကြည့်ပါဦး။ Okay ဒါဆိုရင်ကျွန်မနဲ့တူတူဖတ်ကြည့်အောင်နော်ジョンさんは友達と夏休みに旅行します北海道に行くので10万円欲しいですアルバイトを始めました学校から帰ってから毎日レストランで働いていますジョンさんはそれでミスタージョンが友達とတငယ်ချင်းနဲ့အတူ夏休みにနွေရာသီပိတ်ရက်မှာ旅行しますခရီးထွက်ပါမယ်北海道に北海道စီတို့行くのでသွားမှာဖြစ်တဲ့အတွက်ကြောင့်10万円ရန်စေတောင်း欲しいですလိုချင်တဲ့アルバイトをအချိန်ပိုင်းလုပ်ကို始めましたစလုပ်ခဲ့ပါတယ်学校からကျောင်းကနေပြီးတော့帰ってからပြန်ပြီးတဲ့အခါမှာ毎日နေ့တိုင်းレストランでစားသောက်ဆိုင်မှာ働いていますအလုပ်လုပ်လျက်ရှိပါတယ်တဲ့ကဲဒါဆိုရင်ဂျွန်လေးကတငယ်ချင်းနဲ့နွေရာသီမှာခရီးထွက်ခြင်းနဲ့အဲ့အတွက်ပတ်စံလိုတယ်ပတ်စံစုဖို့အတွက်မလုပ်နေတယ်အခုအချိန်ပိုင်းအလုပ်ကိုလုပ်နေတယ်ဘာမှလုပ်နေလဲ restaurant မှာကဲဒါဆိုလို့ရှိရင် question and answer လေးကိုပြန်ပြီးတော့တွားဖတ်ကြည့်မယ်ジョンさんは夏休み何をしますかဒါဆိုရင် Mr. John ကနွေရာသီပိတ်ရက်မှာဘာလုပ်မှာလဲဒါဆိုရင်ပထမဆုံးစာကြောင်းနဲ့တည်းမဲ့ဒီအဖြေလေးကပါတယ်နော်အောက်ကဟာကြီးဆက်ဖတ်စရာတော့မလိုဘူးပေါ့နော်ဒါကြောင့်မလို့ question လေးကိုအရင်ဖတ်တဲ့အခါမှာစာပိုက်ထဲမှာဘယ်ဟာလေးကိုပို့ပြီးတော့ဂရုစိုက်ရမယ်ဆိုတာလေးကိုပို့ပြီးတော့နားလည်တယ်နော်ဒါဆိုနံပါတ်1ကလေးက北海道で働きます北海道မှာအလုပ်လုပ်မယ်တဲ့ဟုတ်လားနွေရာသီပိတ်ရက်မှာ北海道မှာအလုပ်သွားလုပ်မှာလားမဟုတ်ဘူးเนาะဒါဆိုရင်နံပါတ်1ကမှားပါတယ် restaurant で働きますစားတောက်ဆိုင်မှာအလုပ်လုပ်မယ်တဲ့ဒါဆိုရင် तू ကနွေရာသီမှာစားတောက်ဆိုင်မှာအလုပ်သွားလုပ်မယ်ဆိုတဲ့ပုံစံမျိုးဖြစ်သွားမှာပေါ့เนาะဒါဆိုရင်လည်းဟုတ်လားမဟုတ်ဘူးเนาะアルバイトနောက်နံပါတ်3လေးアルバイトをしますဖတ်တိုင်းလုပ်မယ်တဲ့ဒါဆိုရင်夏休みမှာဖတ်တိုင်းသွားလုပ်မှာလားမဟုတ်ဘူးเนาะနောက်နံပါတ်4လေး北海道で遊びますတဲ့北海道မှာ遊びますကတိုက်ရိုက်ဘာသာပြန်မယ်ဆိုတော့ကစားသည်ပေါ့နော်ဒါပေမဲ့နေရာဒေသတွေကိုတွားပြီးတော့遊びますဆိုရင်အလဲဘက်ထွက်သည်လို့သုံးတာပေါ့ဒါဆိုရင်စာပိုက်ထဲမှာပါတဲ့旅行しますခရီးထွက်တာနဲ့ဒီ遊びますအလဲဘက်ထွက်တာကအတိတ်ပဲအတူတူပဲเนาะဒါဆိုရင် तू ကဘာလုပ်မှာလဲနွေရာသီပိတ်ရက်မှာ北海道ကိုအလဲသွားမှာဒါဆိုရင်မှန်လားမှန်တယ်เนาะဒါဆိုရင်正解は4番ですအဖြေမှန်ကနံပါတ်4ဖြစ်ပါတယ်စာပိုင်လေးကိုလေ့လာရတာအဆင်ပြေမယ်လို့ထင်ပါတယ်နော်ကြည့်ရှုပေးရတော့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်သင်ခန်းစာတွေမှာလည်းအတူတူပြန်တွေ့ကြအောင်မယ်နော်ဘိုင်ဘိုင်